မိတ်ကပ်ပြင်ပြီးရဲ့အချိန်မှာတော့မှမပြင်ရသေးတဲ့ဘဲ face ဆိုထပ်ပို့ပြီးတော့နုပြိုတဲ့အဖက်ကိုရချင်တယ်ဆိုတော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးနော်။တော့ငါအခု skin care တွေအကုန်လုံးလေးမိပြီဆိုတော့မိတ်ကပ်လေးနာလေးဒီဗီဒီယိုလေးကိုစလိုက်ပါတယ်။မိတ်ကပ်ကိုလည်းတုံဒီဗီဒီယိုမှာအများကြီးမသုံးတာဘူး။လိုတလောက်လေးပဲလိမ်ပြီးတော့ mask wash လေးနဲ့ပဲလိုက်ပြလိုက်ပါတယ်။ပြီးတာနဲ့တုံ step တွေလည်းအများကြီးမသွားဘဲနဲ့ပေါင်နာလေးတန်းသုံးလိုက်တယ်။အခုတုံမျက်ခုံးမွေးလေးဆွဲပြပါမယ်။ဒီမိတ်ကပ်လုံးမှာမျက်ခုံးမွေးရအရေးကြီးရပေါ့နော်မျက်ခုံးမွေးကုတ်ကုတ်ကြီးဖြစ်မသွားဘူးရဲ့မျက်ခုံးမွေးကအရန်နက်နက်ထင်းထင်းဖြစ်မနေဘူးရဲ့အရေးကြီးပါတယ်ပြီးရင်တော့တုံပါနီရော eyeshadow ရောတယောက်နဲ့သုံးချင်တာမို့လို့ Novo ရဲ့ခရမ်းရောင်မကြပန်းရောင်မကြ color လေးကိုအောက်ခံ base အနေနဲ့သုံးလိုက်ပါမယ်ပါနီကိုလည်းတုံက eyeshadow ရဲ့ဘေးကနေတခါရဲတောက်လျှောက်ယူပြီးတော့ဖြန့်လိုက်တယ်ပေါ့နော်မျက်လုံးတစ်ဝက်ရဲ့ပတ်မှုအပေါ်ကိုတောက်လျှောက်သုံးလိုက်ပါတယ်ပြီးရင်တော့တုံ dream view တွေကနေပြီးတော့ပန်းရောင်စစ်စစ်ကလေးကိုထပ်သုံးပါတယ်နောက်ထပ် eyeshadow အနေနဲ့ရောပါနီအနေနဲ့ရောအပေါ်ကနေတစ်ဆင့်ထပ်သုံးလိုက်တာပါနောက်တစ်ခုကကြတော့ dream view တွေကပဲအညိုလေးပေါ့နော်သူကအညိုဆိုပေမဲ့ပန်းရောင်လေးအပေါ်ကသုံးလို့ရှိရင်ပန်းရောင်ပို့ပြီး dark ဖြစ်သွားစေလို့လေးရလို့မျက်လုံးရဲ့တောင်လေးကိုပဲဖြည့်ပေးလိုက်ပါတယ်ပြီးတော့ဒီချက်ကမဖြစ်မနေလုပ်ပေးဖို့လိုတယ်။တုံကပါးနေရောမျက်လုံးကိုတောက်လျှောက်တီးအောင်ပဲသုံးထားဖြစ်တဲ့အတွက်မျက်ခမ်းအောက်နာလေးကိုအဖြူလေးနည်းနည်းပြန်သုံးပါတယ်။ပြီးရင်တော့တုံမျက်တောင်လေးကောက်ပါမယ်။မျက်တောင်ကောက်ပြီးလို့ပိုတာလေးနဲ့ပဲမျက်ခုံးနဲ့ပင့်တင်လိုက်ပါမယ်။ပြီးတော့တုံ eyeshadow ဆွဲပါပြီ။ eyeshadow ကိုလည်းမျက်လုံးရဲ့အရှိကိုလုံးဝမယူဘဲနဲ့တောင်လေးကို wings တိတိလေးပဲထုတ်ပါမယ်။ဘာလို့လဲဆိုတော့တုံတို့ရဲ့အထက်ကဒီ makeup လို့ရဲ့ယူရချက်ကမျက်နှာကိုပို့ပြီးနှုတ်သွားစေချင်တာဖြစ်တဲ့အတွက် wings လေးကိုအပေါ်လေးကိုနည်းနည်းလေးပဲတင်ပါမယ်။ပြီးရင်တော့မျက်လုံးရဲ့အောက်ပိုင်းနားတောင်လေးကိုလည်းအမဲလေးထည့်ပါမယ်။အဲ့လိုထည့်ပေးခြင်းအပြင်မျက်လုံးလေးကပို့ပြီးဝင်းဝင်းလေးနဲ့ဖြူဖြူလေးပို့ဖြစ်သွားစေရပေါ့နော်။ပြီးပြီဆိုတော့ဒီ look ရဲ့အရေးကြီးဆုံးဖြစ်တဲ့မျက်တောင်တူတက်ပါမယ်။ဒီမှာကတော့တုံးကလေး glue freeze မျက်တောင်တူလေးကိုအရန်ယူမှရှည်တာမျိုးမရွေးထားဘူးတဘာဝဆက်ဆံလေးနဲ့ကိုယ့်ရဲ့ရှည်ရည်စက်မျက်နှာပို့ပြီးဝင်းဝင်းလေးဖြစ်သွားစီမဲ့ရွယ်စားလေးဝယ်သုံးထားပါတယ်ပြီးပြီဆိုတော့တုံး highlighter လေးထည့်ပါမယ် highlighter ကိုလည်းတုံးကပန်းရောင်လေးကိုပဲရွေးထားပါတယ် highlighter ကိုလေးတီစုံလေးတေချာလေးပို့ပြီးတော့အဲ့ဒါပို့ပြီးတော့ကိုယ့်မျက်နှာလေးဖူးဖူးလေးနဲ့လှစီပြီးတော့တုံးနှာနဲ့ပို့ဖို့မိခဲ့လို့ပေါ့နော်နှာလေးကိုလက်လေးနဲ့အလွယ်လေးပဲမြန်မြန်လေးပဲဖော်လိုက်ပါတယ်ဒီနေ့တော့နှကန်းကြီးဆိုပါပြီနှကန်းကြီးကိုလေး lip liner ဆွဲတော့ဗီဒီယိုရိုက်ပြီးပြီတင်တာပြီးတော့မှမရရသေးမှန်းသိတယ်ပြီးရင်တော့ဒီနေ့ပန်ရဲ့နှကန်းကြီးနဲ့ချောင်းပဲဆိုထားတယ်အခုကကြာပန်းရောင်စစ်စစ်ကလေးကိုအရင်ဆိုးလိုက်တယ်ပေါ့နော်ဒါပေမဲ့တော့ပန်းရောင်ရမ်းပေါက်နေအောင်မကြိုက်လို့ဆိုပြီးတော့အညိုလေးနဲ့ထပ်ပြီးတော့ရောတယ်ပန်းရဲ့ lips လေးကတော့ခဏနှဆိုးပြတယ်ပေါ့နော်နှကန်းသားပေါ်မှာပုတ်ပုတ်ပပရှိရလေးကိုသဘောကျလို့ပါကဲပြီးပြီဆိုတော့တုံကအပြောင်လေးလေးဖြစ်နေတာနဲ့အပေါ်ကနေပြီးတော့နော် lip gloss လေးထပ်လိုက်ပါတယ်ကဲဒါဆိုရင်တော့makeup လေးပြီးသွားပါပြီဒီ makeup လေးပြင်ထားမယ်ဆိုရင်ကိုယ့်ရဲ့ရှင်းရည်ဆွဲမျက်နှာလေးကရှင်းရည်ဆွဲအသက်ထက်ပိုငယ်သွားပြီးတဲ့အပြင်ဘယ်နေရာကိုပဲတော့လူကြားထဲမှာထင်းမိပေါ်နေမဲ့ makeup လေးဆိုလည်းမမအောင်နော်ကဲဒီတော့ဒီကြားထဲမှာစန်တိပေးရရှိရတဲ့အတွက်ကိုနဲ့တွားဖို့ပဲဖြစ်ဖြစ်တငယ်ချင်းနေရှောင်းနေဖို့ပဲဖြစ်ဖြစ်ဒီ makeup လေးကိုပြင်ကြည့်နော်အားလုံးပဲတတာ